ကျွန်တော်လေဒီမှာ permission ပေးတာလေးကိုကျွန်တော်ပြောပြပေးမယ်ပေါ့နော် permission ပေးတဲ့အပိုင်းကကြတော့ကျွန်တော် manager account ပေါ့နော်ကျွန်တော်ပေးထားတဲ့ manager account ကနေပြီးတော့မှဝင်လိုက်မယ်ဆိုရင်ကျွန်တော်ဒီ clinic setting ဆိုတာရှိတယ်ဒီ clinic setting ထဲမှာကျွန်တော်ဒီ user လေးကိုနှိပ်လိုက်ပေါ့နော်နှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာရှိတဲ့account တွေရှိရပေါ့နော် account တွေကျွန်တော်မှာဒီမှာ manager ဆိုရင်ဒီ M ဆိုတဲ့ဟာပေါ့နော် manager account ရှိမယ်ဟာပေါ့နော်ဒီမှာဆိုတခြားC ဆိုရင်ဒါကျွန်တော်ဒီ cashier account တွေပေါ့နော်အဲ့တော့ဘယ်ဟာပဲဖြစ်ပေါ့နော်အဓိက account တစ်ခုချင်းစီမှာကျွန်တော်တို့ permission ပေးလို့ရတယ်အဲ့တော့လောလောဆယ်ကျွန်တော်စမ်းပြမှာကဒီခုလောလောဆယ်ဝင်ထားတယ်ပေါ့နော်ဒါ admin တော့ account ပေါ့နော် admin account ပဲဖြစ်ဖြစ် cashier ပဲဖြစ်ဖြစ်ပေါ့နော်ဒီ account ထဲကိုကျွန်တော် account တစ်ခုပေါ့ကျန်တဲ့ account တွေကမပိတ်ပါဘူးဒီ account တစ်ခုပဲကျွန်တော်လိုက်ပိတ်ပါပေါ့နော်ဆိုတော့ပုံမှန်ဆိုရင်ကျွန်တော် permission ကိုနှိပ်လိုက်တယ်ဒီမှာဆိုရင်ကျွန်တော်ဘာတွေရှိလဲဆိုတော့ဒီဘေးက site bar ပေါ့နော်ပြောရရင်ဒီဘေးက site bar မှာရှိတဲ့ဟာတွေကိုကျွန်တော်တို့ permission ပိတ်ချင်တယ်ဆိုရင်ဒီပေါ်မှာပေါ့နော်ဘာကြောင့်လဲ patient တို့ today တို့ all booking တို့ပေါ့နော်ဒီဘေးက site bar ဟာတွေကိုကျွန်တော်တို့ပိတ်လို့ရတယ်ဒါကတော့ဥပမာ cashier ကဆရာဝန်ကိုဒီ patient မသုံးဘူးဆိုတော့ patient ပိတ်တယ်ပေါ့နော်ဒီလိုပုံစံမျိုးပေါ့ခုကဆိုရင်ဒီဟာတွေကျွန်တော်တို့ပိတ်လိုက်မယ်ဆိုရင်ဘယ်တော့မှ medicine ဆေးတွေကျွန်တော်တို့မပြချင်ဘူးဆိုရင်အကုန်ပိတ်လိုက်လို့ရတယ်ပေါ့နော်ဒီ lab တို့ပါလို့ပေါ့နော်ဒီဘေးကဟာတွေအကုန်လုံးကိုဘေးကဟာတွေကိုပိတ်လိုက်လို့ရတယ်ပေါ့နော် report တို့ပါလို့ဒါတွေအကုန်လုံးပိတ်လိုက်လို့ရတယ်ပေါ့နော်လောလောဆယ် clinic setting ပြန်ဝင်ရပါတယ် clinic setting ပိတ်လို့ရတယ်ပေါ့နော်cashier account နေဆိုရင်တော့ဒီ clinic setting ပိတ်ထားတာပေါ့နော်admin account ဆိုရင်တော့ကျွန်တော်ဖွင့်ပေးထားမှာရပါတော့ဒီ manager account ပြီးတော့ရင်ကျန်တဲ့ဒီအောက်ကဟာတွေကြတော့ service report တို့ပါလို့ပေါ့နော်ဒါတွေကကြတော့ဒီ patient ပေါ့နော် patient list ထဲမှာရှိတဲ့ imaging သွားမှာလား lab သွားမှာလား EMR သွားမှာလားပေါ့နော်ဒါတွေကိုကျွန်တော်တို့ပိတ်ပါပေါ့နော်ဒါကြောင့်ဒီလိုဒီ patient ကိုကျွန်တော်တို့နှိပ်လိုက်တယ်ပေါ့နော် patient ကိုနှိပ်လိုက်ရင်ဒီ patient မှာဒီပါတဲ့နေရာလေးတွေကိုကျွန်တော်တို့ပိတ်ထားခြင်းပိတ်ထားမယ်ဆိုရင်ကြတော့ခုနကတော့ပြောတယ်ဒီနေရာတွေကိုကျွန်တော်တို့ပိတ်ထားတာပေါ့နော်ဒီ imaging ပေးမတော့ဘူးဒါတွေမတော့ဘူးပေါ့နော်ဒါတွေပိတ်ထားလို့ရမယ်ပြီးရင် patient EMR ဆိုတာကတော့ဒီ today record ထဲမှာပေါ့နော်ဒီ today record ထဲမှာရှိတဲ့လောလောဆယ်ကျွန်တော်ဒီဟာမထည့်ထားဘူးပေါ့နော်ဒီထဲမှာရှိတဲ့ဒီမှာရှိတဲ့ဒီဟာတွေကိုအကုန်ပိတ်ချင်တာပေါ့နော်ပေးချင်တဲ့ဟာပေးမယ်မပေးချင်တဲ့ဟာပိတ်မယ်ပေါ့နော်အဲ့လိုမျိုးပိတ်ဖို့အတွက်ထားတာပေါ့နော် clinic setting ဒီမှာ user ပေါ့နော်ဒါတွေပိတ်လို့ရတယ်ပေါ့နော်ပြီးတော့ရင်နောက်တစ်ခုကကြတော့ဒါဆေးနဲ့ပတ်သက်တဲ့ဟာတွေပေါ့နော်ဒီ medicine ထဲမှာရှိတဲ့ဆေးစရင်းတွေအကုန်လုံးကိုကျွန်တော်ပိတ်ချင်ပေါ့နော်အဲဒါဆိုအခုလောလောဆယ်ကျွန်တော်ပိတ်ထားတယ်ဒါလေးကိုကျွန်တော်ပြန်ဖွင့်ပြီပေါ့နော်ဖွင့်တာပိတ်တာဒီမှာလောက်ဆိုတော့ဒီမှာ permission ကိုနှိပ်တယ်ဒါလေးကိုကျွန်တော်ပိတ်ချင်တယ်ဆိုရင်ကျွန်တော်ဒါလေးကိုoff လိုက်တာပေါ့နော်ဒါဆိုရင်မှိန်သွားရင်ပိတ်သွားပြီပေါ့နော်ဒါကကျွန်တော်အောက်မှာ update လုပ်လိုက်ပြီဆိုတော့မှပိတ်သွားမှာပေါ့နော်လောလောဆယ်ကတော့ကျွန်တော်ဒါမပိတ်သေးဘူးပေါ့ဒါလေးပိတ်လိုက်တယ်ပေါ့နော်ဆိုတော့ဒီမှာသူ့ကို EMR ပဲပေးသုံးမယ်ကျန်တာ print ထုတ်ရင်ထုတ်လို့ရမယ်ပေါ့နော်ဒါကတော့ patient card ကို print ထုတ်တာပေါ့နော်ပြီးရင် file နော်ဒီမှာဒါတွေလည်းကျွန်တော်ပိတ်တယ်သူ့ကိုကကြတော့မှ cashier ဆိုရင်ဒီ cashier နဲ့ပတ်သက်တဲ့ဒီ billing ကိုပိတ်မယ်ပေါ့ဗျာ pharmacy ဆိုဒီ pharmacy ဒါကိုဖွင့်ထားမယ်ပေါ့နော်billing ကိုပိတ်မယ်ပေါ့နော်ဒီလိုပုံစံမျိုးသွားလို့ရတယ်โอเคလောလောဆယ်ကျွန်တော်ပိတ်မယ်နော် billing ကိုပိတ်မယ်ဒီ medicine တွေက list တွေကတော့ကျွန်တော် medicine ထပ်ထည့်လို့ရတယ်ပေါ့နော် edit လုပ်sorry ဒီedit
view တွေပါပိတ်မယ်ပေါ့နော်ဒါပြီးသွားရင်တော့ permission update လုပ်လိုက်တယ်ပေါ့နော်လုပ်လိုက်ပြီဆိုရင်ကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ဒီထဲမှာဆိုရင်ကျွန်တော်ဖွင့်ပေးထားတာဒါလေးတွေပဲကျွန်တော်ဖွင့်ပေးထားမှာservice ဆိုတဲ့နေရာတွေပဲဖွင့်ထားမယ် medicine လုံးဝမရတော့ဘူးပိတ်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်ပြန်ပြီးတော့မှဖွင့်မယ်ဆိုရင်medicine နဲ့ပတ်သက်တာကိုကျွန်တော်ဖွင့်မယ်ပေါ့နော်ကျန်တဲ့ဟာတွေကတော့ကျွန်တော်ကျန်တဲ့ဟာပဲဒီ today record ကိုဖွင့်ထားမယ် patient ဖွင့်ထားမယ်ပေါ့နော်ဒါပဲကျွန်တော်ဖွင့်ထားမယ်ပေါ့ဖွင့်ထားမယ်ဆိုရင်ကျွန်တော် update လုပ်လိုက်အဲဆိုရင်ကျွန်တော်ဒီဘေးမှာpatient ရဲ့ today တွေပေါ်လာမယ်အဲ့တော့ today ဝင်ကြည့်မယ်ဆိုရင် today ပေါ့နော်ပြီးရင်ကျွန်တော်တို့ ဆေးစရင်းကိုကြည့်မယ်ဆိုရင်ဆေးစရင်းပေါ့နော်ဆေးစရင်းမှာပြတာလေးပုံပိတ်သွားပြီပေါ့နော်ဒီမှာ add ရဲ့ view ရဲ့ကိုကျွန်တော်ပြန်ထားတယ်ဒီမှာဆိုရင်လည်းဒီမှာactivate sorry ဒီမှာreceipt တွေပါရေးဆိုရင်လည်းကျွန်တော်ပိတ်ထားပါတော့အဓိကတော့အဝယ်စင်းတွေကကြတော့မှ cash တော့ဘာလို့မလုပ်ဘူးဆိုရင်ဒီဟာတွေပိတ်ထားလို့ရအောင်ပေါ့နော်ပြန်ဖွင့်မယ်ဆိုရင်လည်းဒါလေးပဲကျွန်တော်တို့ပြန်ဖွင့်လိုက်လို့ရတယ်ပေါ့နော် sorry ဒီ user ကိုပေါ့နော်ဒီအကုန်လုံးကိုပြန်ဖွင့်မယ်ဆိုလည်းအကုန်လုံးကိုဖွင့်လို့ရတယ်ပေါ့နော်ဒီချင်းနေလည်းဖွင့်လိုက်တယ်medication လောက်တာလေဒါဆေးစရင်းတွေကြည့်တာလေပေါ့နော်ဒါတွေလည်း permission ကတော့ဒါပါပဲဆိုတော့ပြန်ကြည့်မယ်ဆိုရင်တော့ဒီမှာအကုန်လုံးပြန်ပြင်ရမယ်ဆေးစရင်းနဲ့ပတ်သက်တဲ့ဒီဟာတွေအကုန်လုံးပြန်ပြီးတော့မှသုံးလို့ရပါမယ်ပြီးရင်ဒီ today မှာလေဒီဟာတွေအကုန်လုံးသုံးလို့ရဒါတွေကိုပြီးကျင်တယ်ဆိုရင်ကျွန်တော်ပြီးသုံးတယ်ပြီးကျင်တဲ့လူဆိုရင်အဲ့ဒါလေးတော့ပိတ်ထားလိုက်ရင်ရပါပြီ